လူတော်များများဟာလောင်ကစားလောကတဲ့ကိုကန်ဆန်းကြည့်တာကွာဆိုတဲ့စကလုံးလေးနဲ့ခြေစုံပြဝင်သွားတတ်ကြတယ်အစာပိုင်းမှာတော့အနိုင်လေးတွေကချိုမြင်နေကြတာပေါ့ငါကန်ကောင်းနေတာပဲငါညံကောင်းနေတာပဲဆိုတဲ့အတွေ့ကတင့်ကိုအမောင်ကဘာတဲ့ကိုတတိပြေးဆွဲခေါ်သွားလိမ့်မယ်အဲ့ဒီအချိန်မှာတင်မတီးလိုက်တာကတင်လောင်းနေတာဟာပိုက်ဆန်နေမဟုတ်ဘူးတင်ရဲ့အချိန်တင်ရဲ့မိသားစုနဲ့တင်ရဲ့ဂုဏ်သိက္ခာတွေကိုပါအပေါင်တင်နေတာဖြစ်ပါတယ်တခါတော့ကအောင်ဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်သူကအလုတ်ကြိုးစားတယ်မိသားစုကိုချစ်တယ်ဒါပေမဲ့တရက်မှာတော့တငယ်ချင်းတွေနဲ့အပျော်ကစားရင်းကနေနိုင်လိုက်တဲ့ပိုက်ဆန်အနှဲငယ်ဟာသူ့ဘဝရဲ့အလှည့်ပြောင်းဖြစ်လာခဲ့လေပိုက်ဆန်ဆိုတာချွေးထွက်မှရတာထက်ကန်ဆန်းရုံနဲ့ရတာကပိုလွယ်တယ်လို့သူအထင်မှားသွားခဲ့တယ်အဲ့ဒီနေ့ကစပြီးအောင်ရဲ့ညတွေဟာမအိပ်ဆက်နိုင်တော့ပဲဖုံးမြက်နှဖြင်ပေါ်ကကနန်းတွေဖေးချက်တွေကြားမှာပဲကြောက်ဆုံးသွားခဲ့ရတယ်အချိန်တွေကြာလာတာနဲ့အမြအောင်ရဲ့မျက်လုံးတွေဟာညီမြန်းလာပြီးအပြုံးတွေဟာလည်းပျောက်ဆုံးသွားခဲ့တယ်အစကနိုင်ရင်ဖြစ်မဲ့ဆိုတဲ့ဂရီဟာအခုတော့ရှုံးတာလေးplanရရင်တော်ပြီဆိုတဲ့မျောလင်းချက်အမားနဲ့အစားထိုးခံလိုက်ရတယ်သူ့ရဲ့လာစားတွေစုဆောင်းထားတဲ့ငွေတွေတင်မကဘူးမိခင်ဖြစ်သူရဲ့ဈေးဖိုးနဲ့ညီမလေးရဲ့ကြောင်းလာစားတွေကိုပါသူလောင်ကျဲထပ်မိသွားတဲ့အထိစိတ်ရိုင်းတွေဝင်လာခဲ့တယ်တရက်မှာတော့အိမ်ရှိကနေအကျွေးရှင်တွေလာអော်တဲ့အထမ်းကိုကြားတဲ့အခါအောင်ဟာအိမ်ထဲမှာတည်းပုံနေခဲ့ရတယ်အိမ်ထဲကနေချောင်းကြည့်လိုက်တော့မျက်ရည်တွေနဲ့တောင်းပန်နေတဲ့သူ့အမေရဲ့ကြောပင်လေးကိုမြင်လိုက်ရတယ်အဲ့ဒီချိန်မှာအောင်ဟာကိုတက်တဲ့ချင်းလောက်အောင်နောင်တရခဲ့ပေမဲ့လောင်းကစားဆိုတဲ့တန်လိုက်ကသူ့ကိုအဖောင်ထဲကနေရုံးမထွက်နိုင်အောင်ဆွဲထားတော့မယ်ပစံဆိုတာရှာရင်ပြန်ရနိုင်ပေမဲ့မင်းအပေါ်ထားတဲ့လူတွေရဲ့ယုံကြည်မှုကတော့တစ်ခါပျက်စီးသွားရင်ဘယ်တော့မှပြန်မရနိုင်တော့ဘူးဆိုတာကိုအောင်တယောက်သင်ခန်းစာခါတီတီရလိုက်တဲ့နေ့ပေါ့အောင်ဟာအမောင်ထဲမှာထိုင်နေရင်တခုခုတရိယာသွားတယ်သူဟာနိုင်ဖို့ကစားနေတာမဟုတ်ပဲမရှုံးဖို့ရုန်းကန်နေရတာဖြစ်နေပြီဆိုတာပါပဲလောင်ကစားဆိုတာတမှုတရားရေကိုတောက်နေရတယ်လို့ပါပဲတောက်လေးလေးငတ်လေးလေးကစားလေးလေးဘဝကကျင်းတဲ့ချက်ထဲရောက်လေးလေးပါပဲအောင်ဟာပထမဆုံးအကြိမ်ဖြစ်သူ့ရဲ့ဖုံးကိုအဝေးကိုလွှင့်ပစ်လိုက်တယ်ပြီးတော့အဲ့ကနေမှမျက်ရည်တွေနဲ့ထိုင်နေတဲ့အမေခြေသလုံးကိုဖတ်ပြီးငိုချလိုက်တယ်အမေတောင်းမှားခဲ့ပြီတားကိုခွင့်လွတ်ပါတဲ့အဲ့ဒီဝန်ခံချက်ဟာသူ့ဘဝရဲ့အခက်ခဲဆုံးနဲ့အရေးကြီးဆုံးလောင်းချေတစ်ခုဖြစ်ခဲ့ပါတယ်မိသားစုရဲ့ခွင့်လွတ်မှုဟာသူ့အတွက်အကြီးမားဆုံးတော့ခွန်အားဖြစ်လာတယ်သူဟာအလုပ်တစ်ခုကိုအောက်ခြေကနေပြန်ဆက်ခဲ့တယ်ပတ်စံအနေငယ်ပဲရပေမဲ့အဲ့ဒီပတ်စံဟာသူ့အတွက်တော့ဂုံယူစရာအကောင်းဆုံးချွေးနေစားတွေပါလောင်းကစားကနေရတဲ့တိမ်တန်းကြီးတဲ့ပတ်စံတွေထက်မိသားစုနဲ့အတူတူစားရတဲ့ထမင်းတနက်ကပိုမိအရသာရှိမှန်သူအခုမှနားလေသွားတော့တယ်လူတယောက်ဟာကြဆုံးနိုင်ပြီမဲ့အဲ့ဒီကြဆုံးမှုမှာမဲ့ပျော်နေဖို့လိုပါတယ်အမားကိုပြင်ဆင်ပြီးပြန်ထနိုင်တဲ့သူကသာတကယ်သူရဲကောင်းပါပဲလူတယောက်ရဲ့ဘဝဟာဖက်ချက်တစ်ခုခဏတစ်ခုပေါ်မှာမတည်ပါဘူးလောင်းကစားဆိုတာကံကိုကိုးကွယ်တာမဟုတ်ဘဲလောဘကိုအစာကျွေးနေတာပါတင်နိုင်နေတဲ့အချိန်မှာလောဘကတင့်ကိုမျက်စိခွဲစေပြီးတင်ရှုံးနေတဲ့အချိန်မှာတော့ဒေါသကတင့်ကိုအမောင်ချဖြစ်ပါလိမ့်မယ်အောင်ဟာအခုဆိုရင်အရင်ကထက်ပိုပြီးအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နေပါပြီသူဟာချမ်းသာကြွယ်ဝကြီးမဟုတ်သေးပေမဲ့သူ့ရဲ့ညတွေမှာအကျွေးရှင်ကိုကြောက်စရာမလိုပဲကောင်းကောင်းအိပ်ပျော်နိုင်ခဲ့ပြီမိသားစုရဲ့ယုံကြည်မှုကိုပြန်ရဖို့သူတနေ့ချင်းစီကိုရိုးသားစွာနဲ့တည်ဆောက်ခဲ့တယ်ရပ်တန့်လိုက်ပါ